ထမင်းပပူလေးကိုရွှေဖြုံသီးဟင်းလေးထဲငရုတ်သီးလုံပုံလေးထဲတမြိုင်လေးညှစ်ပြီးတော့ငငယ်ကအမေခွန့်ကြွေးခဲ့အားလေးကိုတတိယလို့ဒီနေ့ငငယ်ရလိုမျိုးလေးပြန်ချက်စားပါမယ်ရှင်။ထိုးရဲနဲ့လိုက်ဖက်တဲ့ဟင်းတွဲလေးဖြစ်အောင်ရွှေဖြုံသီးကိုအမဲသားနဲ့ရောပြီးတော့ဟင်းရွက်စုံလှော်လေးချက်ပါမယ်ရှင်။ဒီဟင်းတွဲလေးကချက်ရတော်တော်လွယ်ပြီးမြန်ပါတယ်ဟင်းရွက်စုံလှော်လုပ်ဖို့အတွက်ကိုတော့အိမ်မှာရှိတဲ့အရွက်လေးပဲပို့သုံးလိုက်ပါတယ်အရွက်ကတော့ကိုကြိုက်တာထည့်လို့ရတယ်ပိုးကတော့အိမ်မှာဒီနေ့ရှိနေတဲ့ကစွန်းရွက်ကချမောင်ရွက်ကပုံနဲ့ရုံးပရီတီမြင့်ပြုတ်ထားလေးရှိလို့ထည့်ကြော်ပါမယ်ထုံးစံအတိုင်းအသီးရွက်တွေကိုမကြော်ခင်မှာရေစဲစားကိုဗနီလာတဆရောပြီးတော့10မိနစ်15မိနစ်စိမ်ပါတယ်ပြီးတော့မှရေတိချပြန်ဆေးပြီးတော့ကြော်ပါမယ်ရှင်ဟင်းရွက်စုံလော်လုပ်တာတော့တော်တော်လေးလွယ်ပါတယ်ရေစင်အောင်ဆေးထားတဲ့ရွက်တွေကိုထည့်တယ်မြှစ်ပြုတ်ထားလေးထည့်တယ်ငရုတ်ကြက်သွန်အနီကိုစိတ်ထည့်တယ်ငရုတ်သီးအယောင်တဲမုံငရုတ်သီးခွဲချမ်းနနွဲမုံစားမှုဟိကမုံပိုးကပသိမ်သူဆိုတော့ဗာလေးကြော်ပဇွန်လေးတက်ကြော်အားကြိုက်တယ်အဲ့တော့ပဇွန်လေးထည့်တယ်စီပါယုံလေးထည့်အကုန်လုံးနှက်စားမှွေပေးပြီးမီးပိုပေါ်တင်ကြော်လိုက်ရင်ရပါပြီရေလည်းအများကြီးထည့်စရာမလိုဘူးအရွက်တွေမှာကရေတွေပါတယ်ပေါ့နော်အဲ့တော့ရေကုန်အောင်လှော်ပေးလိုက်တယ်ဆိုရင်ရပြီတကယ်လို့ကိုကအသီးရွက်တွေအီလေးကြိုက်တယ်ဆိုရင်တော့ရေလေးနည်းနည်းထည့်ဖို့လိုပါတယ်စီရလည်းနေတော့လေရေများတယ်ဆိုရင်ပြုတ်တလူကြီးဖြစ်သွားမှာဆိုလို့ပါပြီးရနဲ့မဲသားနဲ့ရွှေဖြုံသီးနဲ့ဆက်ချက်ပါမယ်ခလီးမွေးပြီးရနောက်ပိုင်းမှာပိုအသားဟင်းတွေချက်တယ်ဆိုရင်တော်တော်များများလုံးပဲချက်လိုက်တယ်ပေါ့နော်အဲ့တော့ဦးလေးကိုမဲသားထည့်တယ်တက်သွန်အနီအဖြူချင်းထည့်တယ်အယောင်တင်မှုနွေးနွေးမှုမဆလာစားမှုဟင်းခမ်းမှုထည့်ပြီးတော့စီလဲထည့်လိုက်တယ်ပြီးတော့တေးချလေးအရင်ဆုံးအရသာဝင်အောင်နှက်ထားလိုက်ပါတယ်လုံးချက်ချက်တဲ့အခါရေကိုအရင်ဆုံးအများကြီးမထည့်ပါနဲ့အသားအထွက်တဲ့ရေခုနကပိုးထည့်လိုက်တဲ့ရေလေးကုန်အောင်စီပြန်လာအောင်အရင်ဆုံးစီနနာလေးတက်ပေးပါအဲ့တော့မှငရုတ်သီးစိမ့်စော်မနံပါပါစီပြန်လာပြီဆိုကမှချက်မဲ့ရေထည့်ပြီးတော့အသားအီအောင်ချက်လိုက်ပါတယ်အသားအီသွားရင်ရွှေပြုံသီးထည့်တယ်ရွှေပြုံသီးထည့်ပြီးတော့ခဏလောက်အဖုံးလေးပိတ်ပြီးတော့နှက်ထားလိုက်ရင်အမဲသားနဲ့ရွှေပြုံသီးဟင်းလေးရပါပြီပိုးကတော့စီတွေအများကြီးနဲ့မချက်ဘူးစီကြံရီကြံလေးချက်ပါတယ်ဒီဟင်းတွဲလေးရလေး2မျိုးနဲ့အာဟာရဆုံးအရသာဆုံးလို့တကယ်ကိုလိုက်ဖက်တဲ့ဟင်းတွဲလေးပါလိုက်ချက်စားကြည့်ပါရှင်